वो ब्लॉग ले फिर दे ओ म्यू आ चल भाई खाने को फिर मारा हाई आती लोग मारा लोग में đó có bài hầu bị đây bài đi rồi dầu ở bài đấy vô theo vô về tôi lấy một điều teo chả cho nó quý lũ phi này vào đấy cả có mà ấy với lũ ấp dây ngày ông ta mà bọn nó nhái đi cái ngồi ta không to vì vậy giờ nó ấy có ta một ấy có chi hay nào đó đấy em nhái là bị đấy biết ấy có phải không đó là phải giao quá là được cho nó đúng mà tí là cho nó nhá này bị vào đấy chỉ có ở đó không đợi gì đấy ta mà cha ấy có ấy có phải ai mà đồ phải theo to vào đấy mà có bỏ mà phi lùm nhà này bị bài phi lùm mèo chẳng là tụi Âu tên là này ta khai đấy nó gặp gì vào đấy nhiều buổi thì tông mới đi về thằng đấy tông mới đi chơi đấy thì trên nó gặp gì đấy gì này lại rồi gì đấy nó bị vào thì ấy còn cho nó phải lẹ lại mà quý được đấy anh được đi ăn lại là mà điều ai vui lại đấy bây giờ cho nó ấy học gì rồi đấy tí có tụi nó đến tận mà rồi thì bán mà để mà phê đi tôi đâu rồi vậy mà chú đi nên là siêu đồ bây giờ mà mía rồi đi đâu mía rồi rồi siêu đồ giờ bị vào đấy nấu phải cho có thầu và e ra được cho nó ăn tay bộ ta luôn lâu đầy vào đấy nhán tay cho nó tay bộ ấy mà ta đấy bộ đồ rồi mà ấy có bộ phi này lại vào đấy cho nó tay bộ ta vào đấy nó đi ta đấy lý à lao này mà cho nó là thế mì thì vào đấy lý cái đi bỏ đây lý cái đi to bỏ trong ngoài gì này vậy cho nó lý theo đi là thế mì thì này vậy có một gì vậy có lý rồi tối tàu chú ấy cho nó chi này lại vào này lấy đi có nhà này đi vào đấy là ấy có tự động đi chơi đấy cô chơi mà buổi chiều là tầm mình đi lâu về chỉ được ấy cho nó bị vào đây vậy bị này họ bảo nó thì có toàn đều mà thì mà để mà tầm mình đi này thì này thì này mà mỹ lòng rồi Âu tên gì à vậy mà tầm mình lại tầm nó đi thi qua bà ấy mà cho nó mà đi về này mỹ lòng này mà đó ông bia cho nó Âu biển tí vào đấy nó có gì này lại bài đứa rồi bữa đấy thì tất cả tổng đời về chào rồi rồi nó không phải sai kiểu không được đâu vào đấy thì có một tí đâu này từ này mà cuối tuần này anh này đi ai theo
ဘာလဲမသိဘူးဝေလာပါရေသူကပို့ပါပါပြီးတော့ပြေးပါလေအမသူကိုတက်ကပဲရှိတော့တယ်ပြေးလိုက်ပါလေဒီကွာမသေးဘူးလို့ဟာတီးဟာမသေးပါဘူးတော့ထင်ထားတယ်တော့အဲ့မှာပဲဟုတ်ရောက်သွားပါရောတော့ဟိုတော့ကြည့်ပါအများကြီးဝယ်ပြီးတော့ပတ်တယ်မလောက်လို့တော့ပြီးတော့ဖောက်ဖို့လုပ်ပြီးမှလည်းပုံပတ်တယ်မလောက်ဟုတ်လေအပေါ်တော့ဟာကြီးကိုဖောက်လိုက်ပါတယ်၃ခုဖောက်လို့မရဘူးအသစ်မိုးကြီးကြာလာပါလေလဲအားဟိုကျွန်တော်ကိုရေးရမလားဟာရသေးကိုယူရမလားမသိတော့ကိုပဲရေးလိုက်ပါနောက်တော့ကိုကလူများလူရယူလိုက်ရပါလူလဲမဲလိုက်ပါတယ်မတယောက်ကြပါပြီအမသူကကျွန်တော်ကလည်းတိတ်မဝေးဘူးမနီးမဝေးပါရှိပါတယ်အဲကြောင့်လည်းများနဲ့ပြေးပါတယ်ကြောင့်လည်းများနဲ့ပြေးရေကြီးပါတယ်သူလောက်လိုက်တာပေါ့နော်ကျွန်တော်အပေါ်တက်လို့မရဘူးဖြစ်နေပါတယ်အဲကြောင့်လည်းရေကြပါအောင်ဒီတောက်တော်တော်လေးတဲ့ဒမ်းမိထိသွားပါတယ်အမရေကျသွားပါတယ်အဲကြောင့်ကျွန်တော်ဟုတ်ပြန်လို့သူ့လို့တေသွားမှသို့လို့သို့ပြီးတော့ကိုပါချောအပေါ်တော့ကိုတက်လိုက်ပါတယ်အပေါ်လုံးလေးရအောင်တက်ပါတယ်ကျွန်တော်ဒီဟုတ်တာ3-4ခေါက်လောက်တော့ပြီးသွားပါပြီဒီဘောကအကောင်းဆုံးဖြစ်လို့ဟုတ်ကျန်တဲ့ဘောကြီးကဒီလောက်မကောင်းဘူးကျွန်တော်ပြေးပါတယ်ပြေးနေလိုက်ဒါမှအသက်သေးပဲထိရကျွန်တော်ဖောက်တွင်းလိုက်မှာတွေးရနည်းနည်းလေးပဲကတ်သေးလေးလို့သွားပါတယ်နောက်ကျန်တဲ့တိုက်ကိုလည်းဖြတ်သိမ်းနေပါတယ်ကျွန်တော်ကပြေးနေပါတယ်ကျွန်တော်ဟုတ်ထိသွားပြီးကျွန်တော်ကလည်းဒမ်းမိတ်ထိပြီးတော့တေသွားပါတယ်မဟုတ်ဘူးပြန်ရောက်လာပါတယ်ကျွန်တော်အဲ့ဒါကြည့်ပြန်လို့ရေတက်လာအောင်လုပ်ပါလေရေနဲ့လို့လူအများကြီးတေမပတ်လေးရတယ်ကျွန်တော်မတော်တပြုတ်ကြပါလို့နည်းနည်းပါပဲအဲဒါကြောင့်လည်းအပေါ်ပြန်တက်လာခဲ့ပါတယ်အခုတို့ရပွဲတွေက2မိနစ်နဲ့တော့အားတက်ကပဲလိုပါတော့ကျွန်တော်ဟိုဘက်ထဲကိုသွားပြီးတော့တက်တဲ့ဟာကို3ခုဖောက်လိုက်ပါတယ်6တယ်ပေးရတယ်ပေါ့ပေါက်ကဟတ်တဲ့ရထားရဲ့လက်တီးထိုးရရဲ့ပေါက်ပါတယ်ကျွန်တော်ထက်ရလေးတော့လောက်တစ်ခေါက်တော့ဖောက်လိုက်ပါတယ်တစ်ခုပဲနော်အမမိုးကြိုးပြည့်တဲ့ဟာကြီးပေါက်လာပါတယ်မဒီလိုပွဲရှိရင်ကကြာ3မိနစ်နဲ့4-5တက်ကပဲလို့ပါတယ်အမပဲပြောနေရင်လည်းပြီးသွားပါတယ်အဲ့ဒီပွဲလေးကျွန်တော်4ယောက်မြောက်သေးရပဲဖြစ်ပါတယ်ပတ်တရာ300နဲ့19ကျရပါတယ်အမှပဲလောက်တော့ရလာပါတယ်ဟောလာပါတယ်ကျွန်တော်အပေါ်တက်ပါတယ်
ခေါ်ရေးလိုက်ပါလေခေါ်ပဲယူလိုက်ပါလေခေါ်ကပူကောင်းလို့ပဲမှန်ထဲကိုရောက်သွားပါလေကျွန်တော်ရပါပါလေကျွန်တော်ကအကြီးဖြစ်သွားပါလေအကောင်ကျွန်တော်လူကိုလိုက်တဲ့လို့လုပ်ပါရဲ့အရင်တော့အသိမိုးတားလုပ်ပါတယ်ကျွန်တော်လက်သိနဲ့ထိုးလိုက်ပါတိုက်ရောခြေတော့လည်းအနေချလိုက်ကျွန်တော်မှအဲ့လောက်ကြီးကောင်းတဲ့ဟာမရှိသေးကြောက်ခဲနဲ့ကြည့်ပါတယ်ကျွန်တော်ဒမ်းမီနဲ့တော်တော်လေးထိနေပါတယ်ဒီကောပထမရာကြီးတော့မှပထမဦးလို့ရပါပထမဦးတော့အချိန်ခေါ်ခိုင်းလို့ရပါကျွန်တော်တေးရနေလျှောက်ဟိုနေပါအမရထားနဲ့တော့လို့တိုက်ဖို့လုပ်ပါတယ်တော့ပတ်တာ400တော့ကြရပါပါတယ်ကျွန်တော်ရထားနဲ့နောက်တော့တိုက်ဖို့လုပ်ပါတယ်လူတွေကိုပေါ့ကျွန်အသိမိုးကြီးကိုအောင်လုပ်လိုက်ပါတယ်ပလီယာတရားကိုလိုက်တော့ဘူးလို့အဲ့ပလီယာလည်းကိုပဲရမ်းကိုနောက်ကိုပဲယူသွားပါတယ်ကျွန်တော်ရထားနဲ့တော့တိုက်ဖို့လုပ်ပါတယ်အဲ့ပလီယာချောင်းနိုင်ပါတယ်ကျွန်တော်လောက်လမ်းမပါလို့နောက်တစ်ခေါက်ထပ်လုပ်ရထားနဲ့ချောင်းလာပါတယ်ပြီးတော့ကျွန်တော်အသိမိုးကြီးလုပ်လုပ်ကျွန်တော်ခြေတောင်းနဲ့ထပ်ကန်ပါတယ်အဲ့ဒီမှာကျွန်တော်တူးတဲ့ဝက်ကြိုးဝါတွေ့လိုက်ပါတယ်ကျွန်တော်အဲ့ပလီယာကိုတက်ဖို့ကြိုးတာနေပါတယ်အဲ့ပလီယာနဲ့တွေးနေရော့ကျွန်တော်ထပ်လုပ်ပါတယ်ပြီးတော့အပေါ်ကတရားကိုကျွန်တော်မမီလိုက်ပါဘူးပြီးတော့အဲ့ပလီယာကိုတက်ဖို့လုပ်ပါတယ်အဲ့ပလီယာလို့လာတွေးနေပဲကြံတော့ပြေသွားပါတယ်တော့နေပါကြတယ်အမထက်လောက်လိုက်ရမှာအဲ့ပလီယာလုံးဝတွေးကုန်ဟောပဲတရားကိုတွေးသွားပါကျွန်တော်အဲ့ပလီယာကိုလိုက်တန်းနေပါတယ်ရထားနဲ့ပြန်တိုက်ဘူးလို့အိုခဲရပြပါပဲပတ်သက်400ကျရလာပါတယ်ကျွန်တော်တွေးနေပဲကြံတော့ပါတယ်ကျွန်တော်ပြစ်ပေါက်လိုက်ပါတယ်အိုခဲနဲ့အဲ့ပလီယာတေးသွားပါတယ်ကျွန်တော်အဲ့ကောင်တက်ဖို့လုပ်ရမှာပဲတေးသွားပါတယ်လောက်တရဟုတ်တက်ဖို့လုပ်ရမှာဒီဗီဒီယိုကဒီလောက်ပါပဲလောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်